Telegram ဖွင့်တဲ့အခါမှာဒီလိုမျိုး SMFP ခံနေတဲ့သူတွေအတွက်ဒီ SMFP ကိုဘယ်လိုမျိုးကြော်ရမလဲ Telegram အကောင့်ကိုဘယ်လိုဖွင့်ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာအစဆုံးပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲအစောလေးလိုက်ကြည့်ပေးကြပါအောင်ခင်ဗျအစကနေပြပေးပါမယ်ဒီမှာကျွန်တော်တို့က plat 95လို့ရိုက်လိုက်ပါခင်ဗျကျွန်တော် plat 95လို့ရိုက်လိုက်ပါမယ်ပြီးရင်ဒီမှာမိတ်ဆွေတွေရဲ့အကောင့်ဖွင့်မဲ့ဖုန်းနံပါတ်ကိုထည့်ပါကျွန်တော်ဖုန်းနံပါတ်ကိုထည့်လိုက်ပါမယ်ထည့်ပြီးတော့ဒီမှာဒီများလေးကိုနှိပ်ပါပြီးတော့ဒီမှာ yes ဆိုတာနှိပ်လိုက်ပါခင်ဗျဒီမှာဆိုရင်သူက email တောင်းပါလိမ့်မယ် email ကိုကိုယ့်ဖုန်းထဲကကုတ်ယူလို့ရတဲ့ဟာထည့်ပါကျွန်တော်တခုထည့်လိုက်ပါမယ်ဒါကျွန်တော်ဖုန်းထဲက email ကိုထည့်လိုက်ပါတယ်ခင်ဗျပြီးရင်ဒီများလေးကိုနှိပ်ပါဒီမှာဆိုရင်စောစောက email တွေကိုကုတ်ပါလိမ့်မယ်ကုတ်ကြတဲ့ခါမှာကျွန်တော်တို့ကကုတ်သွားကြည့်ပြီးတော့ဒီလိုမျိုးလေးကုတ်ထည့်လိုက်ပါခင်ဗျထည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဆိုရင်တော့ SMFP ပေါ်လာပါတယ် SMFP ကိုကျွန်တော်တို့ကြော်ဖို့အတွက်ဒီ SMS science ကိုနှိပ်လိုက်ပါဒီမှာဆိုကျွန်တော်တို့က visa ရှိတ်ထားမှာဖြစ်ပါတယ်ခင်ဗျ Google Play နဲ့ visa ရှိတ်ထားမှာရတာဖြစ်ပါတယ်ခင်ဗျ visa ရှိတ်ဖို့တော့ကျွန်တော်တစ်ချက်ပြပါမယ်ဒီမှာဆိုကျွန်တော်ကရှိတ်ထားပါတယ်ခင်ဗျမရှိရသေးတဲ့သူတွေကတော့ဒီကနေပြီးတော့ရှိတ်လို့ရပါတယ်ခင်ဗျကျွန်တော်ကတော့ Google Play နဲ့ visa ရှိတ်ပြီးသားမလို့ဒီမှာ one tap file ကိုနှိပ်လိုက်ပါမယ်ဒီမှာသူက processing ဆိုပြီးတော့ဖြစ်နေပါလိမ့်မယ်ခင်ဗျဒါမျိုးဆက်ဆက်ဖို့ပေါ်ရင်တော့ရပါပြီပေးမဲ့ဆက်ဆက်ဖို့ဆိုကျွန်တော်တို့ကသူ့ကိုပတ်စံပေးပြီးသွားပါပြီခင်ဗျပြီးရင်ဒီနားရောက်ပါလိမ့်မယ်ဒီမှာသူကကျွန်တော်တို့ရဲ့ message တွေကိုကုတ်ချပေးပါလိမ့်မယ်အကယ်၍ message တွေကိုကုတ်ကကြမလာဘူးဆိုတော့ဒီအောက်ကဒီဒါလေးကိုကျွန်တော်တို့ကစောင့်ကြည့်နေရမှာဖြစ်ပါတယ်ခင်ဗျဒီနားက0ဖြစ်သွားတဲ့အခါမှာဒီမှာကျွန်တော်တို့ဒီ copy ဆိုတာလေးကိုနှိပ်ရမှာဖြစ်ပါတယ်ခင်ဗျနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းထဲကိုဖုန်းဝင်လာပါလိမ့်မယ်ဖုန်းဝင်လာရင်သူကကျွန်တော်တို့ကိုကဏ္ဍ9လုံးပြောမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒီကဏ္ဍ9လုံးကိုကျွန်တော်တို့ကတေချာမှတ်ထားရမှာဖြစ်ပါတယ်တေချာမှတ်ပြီးတော့ဒီထဲမှာကျွန်တော်တို့ကထည့်ရမှာဖြစ်ပါတယ်မှားလို့မရပါဘူး robot ဖန်နိုင်ပါတယ်ခင်ဗျဒီမှာဆိုကျွန်တော်သူပြောတဲ့ကဏ္ဍ9လုံးကိုထည့်လိုက်ပါတယ်ထည့်လိုက်တဲ့အခါမှာဆိုရင်တော့အကောက်ကပွင့်သွားပါပြီခင်ဗျဒီနားမှာအကောက်ပွင့်သွားပြီဆိုကျွန်တော်တို့ကဒီမှာကိုကြိုက်တဲ့နာမည်လေးကိုကောက်ကိုပေးမဲ့နာမည်တွေကိုထည့်ပြီးတော့ဒီများလေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအကောက်ထဲကိုရောက်သွားမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်တို့ကအကောက်ရပါပြီ Telegram အကောက်တစ်ခါရပါပြီခင်ဗျ Premium အကောက်ဖြစ်ပါတယ်ခင်ဗျပတ်စံပေးပြီးဖွင့်နိုင်မလို့တစ်ပတ်စာ Premium ရပါတယ်ခင်ဗျSMFP ကိုကြော်ဖို့အတွက် Google Play မှာ Visa ရှိတ်ထားမှရပါမယ်ခင်ဗျ Visa မရှိဘူးဆိုရင်တော့ကျွန်တော်ဒီမှာလာပြီးတော့အကောက်ဖွင့်လို့ရပါတယ် Visa ရှိတဲ့သူတွေကတော့ကျွန်တော်တို့ Google Play မှာသွားပြီးတော့ Visa ရှိတ်ကြမယ်ဆိုလို့ရှိရင် Google Play မှာ Visa ရှိတ်ပြီးတော့ Telegram SMFP ကိုကြော်လို့ရပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျအကျိုးရှိတယ်ဆိုရင်တော့ကျွန်တော်ရဲ့အကောက်လေးကို follow လုပ်ပြီးတော့ comment လေးရေးဗီဒီယိုလေးကို share ပေးခဲ့ကြပါအောင်ခင်ဗျ